သတင်းအချက်အလက်မျှဝေအသိပေးခြင်းနဲ့မေးမြန်းခြင်းကမြေမြုပ်မိုင်းနဲ့စစ်တမ်းလက်နက်ပစ္စည်းအန္တရာယ်ကာကွယ်ရမှာအလွန်အရေးကြီးပါတယ်။ဒါကြောင့်တန်တရားဖြစ်စေရာအရာဝတ္ထုပစ္စည်းတွေကိုတွေ့ရင်ထိတာ၊ကင်တာ၊နေရာရွှေ့တာမလုပ်ပါနဲ့။အဝေးမှာပဲနေပြီးအခြားသူတွေကိုလည်းအသိပေးပါ။အန္တရာယ်ကင်းတဲ့အကွာအဝေးရောက်ရင်အမှတ်အသားသေချာလုပ်ခဲ့ပြီးမိမိရက်ရွာတွေကရွာသူရွာသားတွေရက်ရွာလူကြီးတွေဘာသာရေးကောင်းဆောင်တွေလက်နက်ကိုင်အဖွဲ့တွေလူမှုရေးအဖွဲ့အစည်းတွေစသဖြင့်လက်လန်းနေရာတွေစီအသိပေးဖို့လိုပါတယ်။အမှတ်အသားထားခဲ့ဖို့အန္တရာယ်များနေတယ်အခြေအနေမပေးဘူးဆိုရင်လည်းနေရာကိုသေချာမှတ်ထားပြီးအချက်အလက်ကိုမျှဝေပေးပါ။ကိုနဲ့မရင်းနှီးတဲ့နေရာဒေသတစ်ခုကိုသွားမယ်ဆိုရင်ဒေသခံတွေနဲ့နေမြေခံအဖွဲ့အစည်းတွေကိုအခြေအနေအရရက်သေချာမေးမြန်းပြီးမှသွားလာတင်ပါတယ်။ဒေသရဲ့အန္တရာယ်သတိပေးအမှတ်အသားတွေဘေးကင်းလုံခြုံတဲ့နေရာတွေကိုလည်းသေချာမေးမြန်းမှတ်သားရပါမယ်။တကယ်လို့နေရက်စွန့်ခွာစစ်ဘေးရှောင်ခဲ့သူဆိုရင်လေကိုယ့်ရက်ရွာကိုပြန်ဖို့ဘေးကင်းရလားဆိုတာကိုမိမိယုံကြည်ရတဲ့အဖွဲ့အစည်းအာဏာပိုင်တွေစီသေချာမေးမြန်းပြီးမှပဲကိုယ့်အိမ်ကိုပြန်ပါရှင်။